မဲချိုထွေးတို့မိသားစုကို9 ယောက်ရှိတယ်လို့ပဲအားလုံးကသိထားကြတယ်တကယ်က9 ယောက်မကဘူးမဲချိုထွေးရဲ့တငယ်ချင်းတွေကြံသေးတယ်နေကင်းဖေကြီးကသူ့ရုံမှာလုံခြုံရေးသွားလို့ချိန်ကိုကြီးနဲ့မေမေဈေးသွားရောက်နေဆိုအိမ်မှာအဖွားနဲ့မဲချိုထွေးပဲကြံခဲ့တာမဲချိုထွေးရဲ့တငယ်ချင်း9 ယောက်တက်လက်စီပေါ်လာလက်ပြီးတူတူကစားပေးတယ်သူတို့9 ယောက်ကမဲချိုထွေးနဲ့တူတယ်သူတို့အချင်းချင်းသာမတူကြတာတယောက်ကကြောင်ငပိန်နဲ့သူကမျက်နှာပြောင်းတယ်ကိုကြီးနဲ့ဖွားဖွားဆိုကြောင်ငပိန်ကိုကြည့်လို့မရဘူးကြောင်ငပိန်ကလည်းကြောင်ငပိန်မဲလေသိလားသူ့ကိုကြည့်လိုက်ရင်အမြဲတမ်းပျော်ရွှင်နေတာပဲတဟီးတဟားဟာနဲ့ကရုံးတကြိုလူဘလူးကြီးဆိုတာရှိသေးတယ်သူကတော့လူဘလူးကြီးပဲတအားကြောက်တတ်တာစိတ်တူလို့မမေကငေါ့ရင်သူကအရင်ငိုတာပဲမနှဲချော့ရတယ်ဆက်ရုပ်တာတီးကြတော့သူများကိုကူညီတတ်တယ်သူ့ကိုဖေကြီးကသဘောကျတယ်ဆက်ရုပ်တာတီးလို့စိတ်မျိုးအမြဲမွေးရမယ်လို့ဖေကြီးကဆုံးမထားတယ်တယောက်ယောက်အကူညီလိုပြီဆိုရင်ဆက်ရုပ်တာတီးကအမြဲတမ်းအစင်သစ်ပေါ့ခေါင်းကလေးမောင်ပူလုံးကမဲချိုထွေးရဲ့အချစ်ဆုံးတငယ်ချင်းပဲသူကငိမ့်ငိမ့်လေးနေတတ်တယ်သူများပြောစကားကိုတေချာနားထောင်ပေးတယ်ကြောင်ငပိန်ကိုမကြိုက်တယ်ဖွားဖွားတော်မောင်ပူလုံးကိုချစ်တယ်မောင်ပူလုံးဟာအဖွားကိုဖတ်ထားပေးတယ်မိမိရင်ခွင်ထဲမှာလည်းဝင်းနေတာပဲငကားမလေးပီဟူးကြတော့စွာတယ်လို့ကိုကြီးကပြောဦးတယ်တကယ်တော့သူကစွာတာမဟုတ်ပါဘူးမတရားတာကိုမကြိုက်တတ်တာပါမဲချိုထွေးကငကားမလေးပီဟူးကိုတတ်တိရှိတဲ့မိန်းကလေးမျိုးခင်းတာပါပဲအဲ့ဒီနေ့ကကျောင်းပိတ်ရက်ဆိုတော့အိမ်မှာအဖွားနဲ့အတူမဲချိုထွေးကအိမ်ဆောင်ရတာပေါ့ရုတ်တရက်အတန်အကျယ်ကြီးကြားပြီးတဲ့နောက်သူတို့အိမ်ကလေးကတုန်ခါနေတယ်ငလင်လုံနေတာမဲချိုထွေးရေပြေးလို့အဖွားအော်တယ်ပြေးလို့ပဲဖြစ်မလဲအဖွားကိုရအောင်ခေါ်မယ်လို့စက်ရုပ်တာဒီကပြန်អော်လိုက်တာကြားရတယ်ဒါပေမဲ့အိမ်ပြင်မရောက်သေးခင်မှာပဲပြူလာတဲ့နိုင်ရန်တစ်ခုတောက်မှာပိတ်မိသွားရတယ်စက်ရုပ်တာဒီနဲ့မဲချိုထွေးကနာကျင်နေတဲ့အဖွားကိုဖေးမပေးတယ်အဲ့ဒီချိန်ကရုံးတကြိုလူဘလူးကြီးကကြောက်လိုက်တာတုံးနေတာပဲငကားမလေးပီဟူးလည်းအနားမှာရှိတယ်တို့ဒီမှာပိတ်မိနေမှအပြင်ကလူတွေကြောက်អော်ရမယ်လို့ငကားမလေးပီဟူးကပြောရင်သမီးနဲ့ဖွားကိုလာခဲ့ကြပါဦးရှင်လို့အားကုန်អော်ဟစ်အကူညီတောင်းတယ်ပီဟူးကတက်တီကောင်းလိုက်တာဟာလို့လူဘလူးကြီးကရုံးတကြိုကချီးကျူးတယ်ကြောက်เสียရှိတာလဲကြောက်ရမှာပဲလှုပ်เสียရှိတာလဲလှုပ်ရမှာပဲလို့ပီဟူးကပြန်ပြောတယ်ညနေလောက်ကျတော့ကိုကြီးရယ်မေမေရယ်အရက်သေးကပရဟိတလုပ်တဲ့လူတွေရယ်ဟာမဲချိုထွေးနဲ့ဖွားကိုဖိထားတဲ့နိုင်ရန်ကြီးကိုရအောင်ဖောက်လိုက်နိုင်ကြတယ်ကြောင်ကပိန်ကိုအဲ့ဒီတော့မှခဏတွေ့လိုက်ရတယ်ကြောင်ကပိန်ဟာကိုကြီးနဲ့မေမေကိုတွေ့တဲ့အခါပျော်လွန်းလို့မျက်ရည်တွေတောင်ကျမိတယ်ငါတို့မြေဖွားမသိတော့ဘူးဟဲ့ဆိုပြီးအော်ရင်ကြောင်ကပိန်ကခုန်နေတာများကွေးလို့လူဘလူးကြီးကမေမေကိုမေးလိုက်တယ်ဖေကြီးရောဟင်မေမေကသူ့ဖုန်းကိုငုံကြည့်ပြီးခလုတ်တွေကိုပဲနှိပ်နေတယ်ကိုကြီးကလူဘလူးကြီးမေးတာကိုမကြားချင်အောင်စောင်းနေတယ်ငကားမလေးပီဟူးကတော့စိတ်မရှိတော့ဘူးလေနော်ဖေကြီးဗမာလဲလို့ကိုကြီးတို့မေးနေတယ်လေလို့ပီဟူးကအကျယ်ကြီးអော်လိုက်တယ်စက်ရုပ်တာတီးကငကားမလေးပီဟူးကိုနှစ်သိမ့်ပေးဖို့ကြိုးစားပေမဲ့ပီဟူးတို့စိတ်ဆိုးပြီဆိုသူများပြောတာမကြားတော့ဘူးဖေကြီးတို့ယုံကပြူသွားလို့ဖေကြီးကအဆောက်အုံအောက်မှာခဏနေနေတယ်နော်မေမေဖုန်းခေါ်နေတယ်ဖေကြီးဖုန်းကင်တာနဲ့သမီးလေးကိုပြောပြမယ်လို့ကရုံးတကြိုးကြီးကိုခေါင်းကိုပုတ်ရင်မေမေကပြောတယ်ဘောလုံးဝင်းထဲမှာမိုးကာနဲ့လှုပ်ထားတဲ့နေစရာအိမ်အစ်စ်လေးတစ်ခုရတာတော့ကြောင်ကပိန်ကပေါ်မလာဘူးအရင်ကဆိုအစ်စ်တစ်ခုခုရရင်ခုံပေါက်နေတတ်တဲ့ကြောင်ကပိန်ကိုမမြင်ချင်မှအဆုံးတယ်သူကပစ္စည်းအစ်စ်လေးတွေရရင်တိတ်ပျော်တာမိုးကတဲတန်းကိုပြောင်းကာစားနေဒီမှာကြောင်ကပိန်သားမကကြံတဲ့တငယ်ချင်းတွေလည်းပေါ်မလာပါဘူးလေမဲချိုထွေးမှာအဖော်ဆိုလို့ကရုံးတကြိုလူဘလူးကြီးပဲရှိတယ်ဖ
ဖေကြီးကိုလည်းတိတ်လွမ်းတာပဲမြန်မာလိုမပြောတတ်တဲ့နိုင်ငံသားဦးလေးကြီးကိုကြီးကဖေကြီးဓာတ်ပုံလေးပြနေသူတို့နားလေကြပုံပေါက်တယ်သူတို့ကပစ္စည်းတွေအစုံပါပေးမဲ့ဖေကြီးကိုသွားမခေါ်ကြသေးပဲဘာဖြစ်လို့ကိုကြီးကိုပဲစကားတွေအများကြီးပြောနေကြတာတော့အဲ့တော့ပီဟူးတည်သွားရင်စိတ်တူအောင်မယ်လို့ဂရုံးတကြိုးလူကြီးကပြောလေကိုကြီးတို့အိမ်ကနေပဲဖေကြီးကိုစောင့်နေကြရအောင်နော်ကိုကြီးကငိုနေတဲ့လူကြီးကိုချော့ပြောနေတယ်အဲ့ဒီနေ့ကစားပြီးမဲချိုထွေးရဲ့တငယ်ချင်း9ယောက်လုံးပေါ်မလာကြတော့ဘူးမဲချိုထွေးဟာမေမေကိုကြီးနဲ့ဖွားခိုင်းတာကိုလုပ်တယ်မုတ်လာကျွေးရင်စားလိုက်တယ်ကြံတဲ့အချိန်ဆိုထိုင်းနေတာပဲတစ်ချိန်လုံးငိုနေတဲ့လူကြီးတောင်ဘယ်ရောက်နေမှမသိဘူးမဲချိုထွေးဟာဘလို့ငိုရမယ်တော့မေ့သွားတာနေပြီညီမလေးဖွားနေကောင်းသွားပြီနင်းတငယ်ချင်းအကြောင်းကပိန်အောင်သူသိရင်ပျော်မှာဟာဒီကောင်ကအရန်ပျော်တတ်တာသူကတော့ငါကြည့်ချင်လို့ခေါ်လိုက်လေကိုကြီးကပြောတယ်ညီမလေးမှတငယ်ချင်းတွေမရှိတော့ဘူးဟာနင်ကလည်းဒါဆိုစက်ရုပ်တာတီကိုတော့ရအောင်ခေါ်ဟာရက်ွက်ထက်ကအပြက်စီးတွေဝိုင်းရှင်းခိုင်းအောင်မဲချိုထွေးကခေါင်းမဲခါပြလိုက်တယ်မလိုက်ချင်ပါဘူးဆိုနေတာမှရက်ွက်ထဲသွားရအောင်အကြာကြီးခေါ်နေတဲ့ကိုကြီးကိုငကားမလေးပီဟူးတာရှိရင်ပြန်အောင်ပါခုသူလည်းမရှိတော့သလိုအကိုစကားကိုနားမထောင်တဲ့ကောင်မလေးလို့မေမေကဆူရင်ငိုနေကြလူကြီးလည်းမရှိတော့ငိုသံတော့မကြားရဘူးတရက်တော့မဲချူထွေးကိုမေမေကသူတို့မိုးကတဲအိမ်ကြီးထိတ်ထားမှဖွင့်ထားတဲ့တစ်ပင်အောင်ကျောင်းကိုယာယီသွားရမယ်လို့ပြောတယ်မေမေကခိုင်းတော့မဲချူထွေးသွားရမှာပေါ့တငယ်ချင်းတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေတော့လို့ဖွားကမှားလိုက်တယ်မေမေကအန်တီဆီယာမတယောက်စီမှာမဲချိုထွေးကိုအပ်ပေးတယ်ခလေးကိုညနေမှလာကြိုမယ်နော်ဆီယာမလို့ပြောပြီးမေမေပြန်သွားတယ်အရင်ကဆိုညနေစောစောလာကြိုတော့မေမေလို့ခေါင်းကလေးမောင်ပူလုံးကပြောမှသိကြတယ်မဲချိုထွေးလေးကချစ်စရာလေးတခြားကလေးတွေနဲ့စကားမပြောဘူးလားလို့ဆီယာမအစ်စ်ကမေးတယ်ချိုထွေးကခေါင်းခါပြလိုက်တယ်ဒါဆိုတယောက်တည်းကစားပုံဆွဲခြင်းလဲဆွဲနော်လို့ဆီယာမကပြောတယ်မဲချိုထွေးကအခုတလောပျောက်နေကြတဲ့တငယ်ချင်းတွေပုံကိုပဲဆွဲဖြစ်တယ်နောက်နေ့ကျတော့ဆီယာမကဘာပုံလေးတွေလဲလို့လာမေးတယ်သမီးတငယ်ချင်းတွေပါဖေကြီးလိုပဲသူတို့လည်းပျောက်သွားပြီလို့ပြန်ပြောလိုက်တယ်ဒါဆိုရင်သမီးတငယ်ချင်းတွေနဲ့ဖေကြီးကိုစာရေးပြီးစကားပြောဖို့လို့ဆီယာမကအကြံပေးတယ်မဲချိုထွေးရေးပေးတဲ့စာကလေးတွေကိုဆီယာမကသေချာဖတ်နေတာကိုသတိထားမိတယ်တခြားကလေးတွေရဲ့စာလေးတွေကိုလည်းဖတ်ပြတယ်အတူတူနားထောင်ကြတယ်ပုံလေးတွေလည်းတူတူဆွဲကြရတယ်ဟဲ့မဲချိုထွေးဟဲခေါင်းကလေးမောင်ပူလုံးနင်ဘာလာလောက်တာလဲနင်တို့တွေဘယ်သွားနေကြတာလဲဆီယာမခဏနေပုံမြင်ဖတ်ပြတော့မှာလာနင်းကိုတတိယလိုပါဟာငါလည်းပုံမြင်နားထောင်မယ်လေဒီနေ့မှပဲထူးထူးဆန်းဆန်းပျောက်နေတဲ့တငယ်ချင်းတယောက်ပြန်ပေါ်လာတော့တယ်ဆီယာမပြောပြတဲ့ပုံမြင်လေးတွေကိုနားထောင်ပြီးတဲ့နောက်မှာဆီယာမကချစ်ဖို့ကောင်းတာပဲလို့မဲချိုထွေးတွေးမိတယ်အေးနော်ငါတို့နဲ့အဖြစ်ချင်းတူတဲ့တခြားကလေးတွေလည်းခင်စရာကောင်းတာပဲလို့ခေါင်းကလေးမောင်ပူလုံးကပြောတယ်အမေမောင်ပူလုံးကဆီယာမကိုသွားဖတ်ထားတယ်သူကဒီလိုပဲလူတိုင်းကိုချစ်တယ်နောက်ပိုင်းမောင်ပူလုံးနဲ့မဲချိုထွေးဟာဆီယာမရဲ့တခြားကလေးတွေရဲ့ကိုစကားတွေအများကြီးပြောပြတယ်ဆီယာမပြောခိုင်းလို့ဖေကြီးအကြောင်းစကားပြောတဲ့အခါတခါတလေတငယ်ချင်းဂရုံးတကြိုးလူကြီးပြန်ရောက်လာတယ်ဂရုံးတကြိုးကြီးကိုတနာလို့ဆီယာမတော်ငိုရှာတယ်ငကားမလေးပီဟူးနဲ့ဆက်ရုပ်တာတီးလဲပါတယ်ဆက်ရုပ်တာတီးကကူညီတတ်တော့ဆီယာမကတိတ်ချီးကျူးတာပဲသူကဆီယာမအတွက်တခြားကလေးတွေကိုကူထိန်ပေးနေတာကိုတငယ်ချင်းတွေထဲမှာမတွေ့ရတာကြားတဲ့ကြောင်ကပိန်းပဲကြံတော့တယ်တညပေါ့ညီမလေးတဲပြင်ကိုထွက်ခဲ့စမ်းဟေ့လို့ကိုကြီးကခေါ်တဲ့အချိန်မှာမဲချိုထွေးကဆီယာမပေးလိုက်တဲ့တင်ချာလေးတွေတွက်နေတယ်ဟုတ်ကဲ့ရှင်းလို့អော်ပြီးမဲချိုထွေးနဲ့ခေါင်းကလေးမောင်ပူလုံးတို့မိုးကားတဲ့အပြင်ကိုထွက်ခဲ့လိုက်ကြတယ်
မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်မဲချိုထွေးအံ့ဩသွားမိတယ်ဆရာမပေါ်ဂီတာကြီးလွယ်ထားတယ်တခြားကလေးတွေလည်းအများကြီးပါတယ် Happy birthday မဲချိုထွေးလို့အားလုံးကကုန်းអော်ကြတယ်ဆရာမကဂီတာလေးတီးရင်ကလေးတွေကမဲချိုထွေးနာမည်နဲ့ဝင်းနေဆူတောင်းသချင်းလေးဆိုပေးကြတယ်မဲချိုထွေးရဲ့တငယ်ချင်း9ယောက်လုံးလည်းရှိနေတယ်ကြောင်ငပိန်လားသူ့ပါတာပေါ့ဆရာမရဲ့သချင်းတန်အောက်မှာသူကလိုက်ဆိုရင်ပျော်နေတာလေကူးမှာပဲပြန်ပေါ်လာတော့တယ်ဆရာမနဲ့ကလေးတတိုက်တို့ပျော်ရွှင်စွာသချင်းဆိုနေတဲ့အချိန်ညကောင်းငင်မှာတောက်ပတဲ့ကျဲတွေထွက်ပေါ်လာကြတယ်ကျဲစင်းစီဟာမိုးကတဲတန်းကသူတို့ကလေးတွေကိုကြည်နဲ့စွာငုံကြည့်နေကြမှာအသေးချာပါပဲလေ